ဒီနေ့မှာတော့အိမ်မှာလိုတဲ့ကိုချက်စားလို့ရမယ်ချက်ချင်တဲ့ကျွတ်ချက်နေလေးကိုမျှဝေရမှာဖြစ်ပါတယ်ချက်မဲနဲ့အတွက်စားလို့ကောင်းပြီဘာသာတွေအတွက်မြည်လေးဆိုလည်းကောင်းပါတယ်ချက်မဲစားမယ်ချက်သားတုံးထားတဲ့ကိုချုံမုံစားလေးနှောကောင်းလေးထည့်ပြီးတော့လဲပြီးညှပ်ထားပါမယ်ဆော့အတွက်ချက်သွန်ပြူငယ်သေးစိမ့်နနမန်သုံးပါမယ်ခုနတူရတဲ့ချက်သွန်ပြူငယ်သေးစိမ့်နနမန်တို့ကိုခွဲလေးထည့်ပြီးတော့ချုံမုံနဲ့ဆောကြားတစ်စုံခီးလီတစ်စုံဝန်ကြိုင်3လောက်ထည့်ပါမယ်ပြီးရင်ရှောက်ရ3လောက်ထည့်ပါမယ်ဟိုဆလာလေးနဲ့ထည့်ပြီးတော့ရှင်လေးနဲ့ဆော့ဆက်ထားပါမယ်ချက်သားကိုဂျုံလေးနဲ့နယ်ပြီးတော့စီပူထဲမှာထည့်ကြော်ပါမယ်ဒီလိုမှကုလို့ထဲကြော်ပြီးရောင်လေးလည်းရဲလာပြီးကျွတ်လေးဖြစ်လာပြီးဆိုတော့ဆယ်ထားလို့ရပါပြီချက်သားလေးကုလို့ကျွတ်လေးဖြစ်ပြီးဆိုတော့ဆယ်လို့ရပါပြီမဆရာတဲ့ဆော်ဒီလိုလေးထည့်ပြီးတော့ဆော်လေးချက်သွားတဲ့အထိစီတက်ပါမယ်ဆော်လေးချက်သားပြီးရပြီးဆိုချက်သားလေးထည့်ပြီးတော့လုံးပြီးတော့ချလို့ရပါပြီဆိုတော့ချက်ချင်ကန်ကျွတ်တပွဲရပါပြီ